မဟုတ်ငွေဆက်ဒါ IMVD ဘူးရဲ့ D ကိုသုံးထားရဲဒီမှာ Slider မကရင် connector ပေါအောင်လိုက်တာ microcontroller လုံးပဲတစ်ခုဖြစ်တယ်ဆိုရင် overload ဒါပေမဲ့ overload ဖြစ်မယ်ဆိုရင်ဒီမှာ ဖြူကလည်းဖြတ်ပေးသလို15 ampere ဖြူကလည်းဖြတ်ပေးသလိုဒီကောင်ကလည်းဖြတ်ပေးနိုင်တယ်95 96ကွာသွားရင် A2i ပေါ့ A2 95 96သွားရတဲ့မကရင်ကွန်တာကဒါမှဝါလုံးနဲ့ဖြစ်ရင် A2 ကိုမရောက်တော့တဲ့မကရင်ကွန်မလို့မကရင်ကွန်တာလုံးမလို့ရင်ဒီကောင်လုံးမလို့တော့ VD ပါမရောက်တော့ VD ကကျတော့ 7.2 ampere နဲ့ချိန်ထားတယ်ဒါကသူ့ရဲ့ motor အခုဆိုရင်ရက်နေရပါတော့ဒါကသူ့ရဲ့ name plate ဒီမှာကျွန်တော်ပုံမှန်ဆိုရင်ပုံထားရ power supply ပေးထားဆိုဒီကောင်လင်းရမယ်ကျွန်းနေတော့အခုတော့ဆိုနော်အခုကျွန်တော်မောင်းမယ် run သွားပြီဒီကောင်မှကျွန်တော်ဒါနဲ့ဒီကောင်လည်းရက်လို့ရတယ်လို့ဟုတ်လားကျွန်တော်ပြန်ဖြီးတော့မယ် emergency နဲ့ရက်လို့ရတယ်အခုဆိုမောင်းပြီအဲ့ဒါ instruction ဟုတ်တယ်အခု ampere 9လောက်ပဲရှိသေးတယ်။ဘာလို့လဲဆိုတော့ frequency က20လောက်ပဲရှိတော့တယ်။ဒီမှာဆိုရင်သူ့ရဲ့ ampere ကိုကြည့်တယ်။သူ့ရဲ့ ampere ကိုကြည့်မယ်။ 2.7 speed ကိုကျွန်တော်ကစားရင်ကစားသလောက်လဲမယ်။